မင်္ဂလာပါရှင်။ကျွန်မတို့ channel ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မှာတော့နေပြည်တော်မှာငလင်လောက်ပြီးနောက်မရလာရင်ပျက်စီးမှုတချို့ဖြစ်ပေါ်၍သားသမီးနဲ့မိတွေကိုအထူးရရင်နဲ့ရန်ကုန်သို့ပြောင်းရွှေ့ပေးခဲ့။နေပြည်တော်မှာငလင်လောက်ပြီးနောက်ဂျပန်စစ်ကောင်ဆောင်မရလာရင်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကနေပြည်တော်မှာရောက်ရှိနေတဲ့သားသမီးနဲ့မိတွေကိုအထူးရရင်နဲ့ရန်ကုန်သို့ပြောင်းရွှေ့မှုတွေလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။မတ်လ28ရက်နေ့မော်လယ်12:52မိနစ်ချိန်ပြည်အ9.9အဆင့်ရှိငလင်ကြီးလောက်ကခဲ့ရမှာနေပြည်တော်6လုံးတန်းရှိမြောင်လိုင်းနေမှာလည်းထိခိုက်ပျက်စီးမှုတွေရှိခဲ့ကြောင်းထို့သောပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်နေပြည်တော်မှာရောက်ရှိနေတဲ့မြောင်လိုင်းရဲ့သားအောင်ပြေဆောင်သမီးခင်တီရီသမွန်နဲ့မိတချို့ကိုအထူးရရင်နဲ့ရန်ကုန်သို့ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။မြောင်လိုင်းမှာသားနဲ့သမီးမှာပေါက်ပွားတဲ့မိငါးရှိပြီးရင်းမြစ်တွေမှာမြောင်လိုင်းရဲ့လူယုံမမောင်နိုင်ရဲ့ညီကိုတော်ဆက်သူဒေါက်တာမောင်မောင်လက် Lucky Man Battery နဲ့တာယာလုပ်ငန်းဒရိုက်တာနဲ့ဇနီးဖြစ်သူချောဆူလိုင်းတို့ဖွင့်လှစ်ထားတဲ့ EMPS Excellent မြန်မာ Brightest ကိုကျောင်းမှာပညာသင်ကြားနေကြကြောင်းကျောင်းပရိယနဲ့ကျောင်းသားချိန်တွေမှာမြောင်လိုင်းရှိတဲ့နေပြည်တော်တို့တောက်လေပလေးရှိကြောင်းသိရပါတယ်။မြောင်လိုင်းရဲ့သားအောင်ပြေဆုံးမှာသမီးကြီးချစ်ဖို့ခေါ်ခင်ငိမ့်ချမ်းပြေဆုံးလိုက်ခင်ဖုံးမြတ်ပြေဆုံးလိုက်ခေါ်ရွှေဘိုးနဲ့အငယ်ဆုံးကလေးပါဝင်သမီး3ဦးရှိကြောင်းသမီးခင်တီရီသမွန်မှာတော့ဤဘိုးခေါ်ဧကရီသမွန်လိုင်းနဲ့မေဘိုးခေါ်မေဘရနီသမွန်လိုင်းတို့သမီး2ဦးရှိကြောင်းသိရပါတယ်။ပုံမှန်အဖြစ်မြောင်နေတဲ့ဇနီးတော်ကတကြံအားလရက်တွေမှာပြင်းဦးလင်းနဲ့သားသမီးမြည်ရည်နဲ့တို့အချိန်ပြုံးလေးရှိကြောင်းရင်းချိန်တွေမှာလည်းစစ်တပ်အထူးရန်ရင်ကိုမိသားစုတွေသုံးဆွဲလေးရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့ Binstet စီဝေးကျင်းပါမယ်ရှန်ကီလာဟိုတယ်နီမှာလူသက်သမားမြောင်နိုင်ကိုငါတို့မကြိုဆိုတဲ့စာတန်းကြီးချိတ်ဆွဲဆန္ဒပြထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Binstet စီဝေးကျင်းပါမယ်ရှန်ကီလာဟိုတယ်နီမှာလူသက်သမားမြောင်နိုင်ကိုငါတို့မကြိုဆိုတဲ့စာတန်းကြီးချိတ်ဆွဲဆန္ဒပြထားကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မြောင်လိုင်းကထိုင်းဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရယမန်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိခဲ့ပြီးယနေ့မှာ Binstet စီဝေးတရားမီဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်မြောင်လိုင်းကနိုင်ငံတကာအတိုင်းဝိုင်းသို့ခွေးတို့ပေါင်းမှဝင်ရန်ကြိုးပမ်းနေတဲ့အတွက်မြောင်လိုင်းကိုစန့်ကျင်လှုပ်ရှားမှုအပြင်မနက်ဖြန်ဧပြီလ4ရက်နေ့တရက်တည်းထိုင်းနိုင်ငံရောက်မြန်မာလူသမားတွေအလုံမစင်ကျင်သို့မဟုတ်အနက်ရောင်ဝစ်စင်ကြခြင်းနဲ့ဆောင်ရွက်ကြတဲ့မြန်မာမျိုးဒေါ်လာရေးလူတို့တပိတ်အင်အားစုကတိုက်တွန်းကြေညာချက်ထုတ်ပြန်ထားပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်ဒူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။